ကျေးဇူးတင်ပါတယ်ဆရာရှင်။နောက်ဆုံးမေးခွန်းအနေနဲ့ဒီဗိုင်းရပ်စ်ကမြန်မာနိုင်ငံမှာကူးစက်မှုဖြစ်တာမျိုးရှိလာနိုင်မယ်ဆိုရင်ကြိုတင်ကာကွယ်ဖို့ကုသမှုပေးဖို့အတွက်ကိုကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ဘယ်လိုတွေစီမံထားသလဲသိရှိရသည်ရှင်။ မြန်မာနိုင်ငံမှာဒီဗိုင်းရပ်စ်ရောဂါပိုးပါဝင်ကူးစက်ရောဂါများကြောင့်ဖြစ်ပွားတတ်တဲ့ဒီလက်တလောဦးနှောက်ရောင်လက္ခဏာကိုစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ပြင်းထန်အသက်ရှူတန်းကြောင်းများစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေကိုစေုပ်စေကန်းနဲ့ကျန်းမာရေးဌာနများမှာလည်းပုံမှန်အားဖြင့်ဆောင်ရွက်လျက်ရှိပြီးတော့ယခုအချိန်ထိဒီဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနဲ့အလားတူတန်တရားလက္ခဏာတွေနဲ့စေုပ်တရားမှုဖြစ်စဉ်များဒါမရှိသေးတာဖြစ်ပါတယ်။တန်တရားလူနာတွေမှာဒီဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိမရှိကိုလည်းဓာတ်ခွဲစစ်သိရှိနိုင်ဖို့အတွက်မြို့သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ပြည်သူ့ဆေးရုံများမှာကူးစက်ရောဂါရှိတဲ့လူနာတွေကုသနိုင်မှုအတွက်တိကျခွဲထားတဲ့ကျွန်တော် isolation ward နဲ့အဆောင်ရှိပါတယ်။အဲ့ဒီအဆောင်တွေမှာလည်းလိုအပ်ရင်ပေါ့နော်ဒီလိုတန်တရားလူနာတွေကိုစိတ်ကုသမှုများကိုခြားလူနာတွေနဲ့ခွဲခြားပြီးတော့တိကျစိတ်ကုသမှုများဆောင်ရွက်ပေးနိုင်တဲ့အတွက်ပေါ့နော်ဒါကျွန်တော်လိုအပ်တဲ့ဆေးဝါးဆေးပစ္စည်းနဲ့ဆေးကိရိယာများနဲ့ပတ်သက်တဲ့ကြိုတင်ပြင်ဆင်မှုများကိုလည်းဆောင်ရွက်ပြီးဖြစ်ပါတယ်။နီပါဗိုင်းရပ်စ်ကတော့ခုနပြောလို့ပေါ့နော်ကျွန်တော်ကာကွယ်ဆေးရောကုသဆေးရောအတိအကျမရှိသေးပေမဲ့လည်းဒီဆေးမပေါ်ပေါက်ခင်မှာဝေဒနာတက်တာပေါ့နော်လူနာရဲ့ခံစားနေရတဲ့ဥပမာဆိုအုံနောက်ရောင်နေဆိုရင်အုံနောက်ရောင်နဲ့လက္ခဏာတက်တာအောင်အသက်ရှူတန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေတက်တာပြီးတော့ပြန်လည်ကောင်းမွန်လာအောင်ပေါ့နော်ဒီလိုပြီးတဲ့ကျွန်တော်တို့ဒီ supportive care နဲ့ပတ်သက်တဲ့ယောဂကုထုံးတွေကိုလည်းဒါကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ကတော့ဒီလိုမျိုး Nipah virus ယောဂဖြစ်ပွားမှုဆိုတာဟိုးရခင်နဲ့ရတယ်ဒါကျွန်တော်တို့ရှိတဲ့ယောဂမဟုတ်ဘူးပေါ့နော်။လက်ရှိမှာလည်းကျွန်တော်တို့ကူးစက်ဖြစ်ပွားမှုကျွန်တော်တို့တွေ့ရှိရမှုလည်းမရှိတဲ့အတွက်ကြောင့်မလို့မိဘပြည်သူတွေအနေနဲ့လည်းဒါအထူးပေါ့နော်စိုးရိမ်ကြောက်ကြမှုမရှိဖို့အတွက်လည်းကျွန်တော်အနေနဲ့တင်ပြလိုပါတယ်။ဒါအပြင်ဒါကျွန်တော်တို့ရဲ့တစ်ခုတည်းသောကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုပေါ့နော်။အဓိကတော့ကျွန်တော်တို့က human health ပေါ့ human health ဆိုတဲ့ဒါလူသားတွေရဲ့ကျန်းမာရေး animal health ဆိုတဲ့တိရစ္ဆာန်တွေရဲ့ကျန်းမာရေး environmental health ဆိုတဲ့ပတ်ဝန်းကျင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဤတဲ့ဌာနဆိုင်ရာတွေဖြစ်တဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝင်ကြီးဌာနမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနတယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနတက်တော်ဦးစီးဌာနနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နဲ့လည်းပူးပေါင်းပြီးတဲ့အခါဒီယောဂနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ပူးပေါင်းဆောင်ရွက်ရမယ်ယောဂကာဝယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကိုလည်းကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ပူးပေါင်းဆောင်ရွက်ရရှိပါတယ်အထူးအားဖြင့်ကျွန်တော်အနေနဲ့ပြောကြားလိုတာကတော့မိဘပြည်သူတွေအနေနဲ့ဒီယောဂနဲ့ပတ်သက်ပြီးတော့အထူးတလဲစိုးရိမ်ကြောင်းကြမှုမရှိဘဲနဲ့ကျန်းမာရေးဝန်ကြီးဌာနကနေအချိန်နဲ့တပြေးညီထုတ်ပြန်ပေးရရှိတဲ့တော့နော်ကျွန်တော်တို့ဒီထုတ်ပြန်ချက်တွေကျန်းမာရေးအတိပေးနှိုးဆော်ချက်များတွေကိုကျန်းမာရေးအတိကျန်းမာရေးတတိနဲ့လိုက်နာဆောင်ရွက်ကြဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးအသိပညာမြင့်တင်ရေးဌာနခွဲအနေနဲ့ဆရာကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာ